ဖြိုးဖြိုးနာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဟုတ်ဘာဆိုင်လို့လဲဆရာ ဘက်ကငါကိစ္စငါတိတ်တယ်မပြောနဲ့ဖြိုးတယ်လားလေတော့နာမည်လေးကလည်းဟုတ်တယ်အင်ကြောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားလေးလေးလန့်တော့လေဟိုအိမ်ထောင်မရှိဘူးဆိုတော့အပျော်ပေါ့အပေါ်သေးကြပြီအဲ့ဒါအလောက်တန်းရပြီအမီ ဟုတ်လေအာစီကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တတ်ထိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့သား ဘာလို့ မေကိုကပြုတ်စော်နန်းနေပြီပဲနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေးကိုလုံးသာကြည့်တယ်လာမဟုတ်ဘူးဆက်လား ဘာလို့ မဟုတ်လေကိုအတန်ငါကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်